ကဲဒီနေ့မှာတော့ဘေဘီချင်းလေးကတစ်နှစ်ပြည့်ပြီဆိုတော့နွားနို့ကိုစပြီးတိုက်ပါတော့မယ်။နို့ကိုစတိုက်တဲ့အခါမှာနွားနို့ကြီးပဲတန်းတိုက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်။မိမိတိုက်နေကြနို့မုတ်ဒါမှမဟုတ်လို့ရှိရင်လည်းမိခင်နို့ဆိုလည်းမိခင်နို့ပေါ့နော်။အခုတိုက်နေကြနို့မုတ်ဖြစ်တဲ့ Physio လက်ကို6အောင်စဖြောပါမယ်။စချင်းတိုက်တဲ့အခါမှာဆိုရင်3အချိုး1မိမိတိုက်နေကြနို့က3စာလိုမျိုးအရင်ဆုံးစပြီးတော့မှမိတ်ဆက်ပေးရမယ်ပေါ့နော်ဒီမှာဆို microwave နဲ့စက္ကန့်30လောက်နှွေးပါမယ်လို့ရှိရင်မိမိတိုက်နေကြဖြစ်တဲ့မိခင်တို့ဒါမှမဟုတ်နို့မုံပါပေါ့နော်အောင်စားနွားနို့က3အောင်စား3အချိုး1ဒီလိုအချိုးနဲ့ကို2ရက်လောက်တိုက်ပေးပါမယ်တိုက်တဲ့အခါမှာဝမ်းပြန်ဝမ်းလျှောဖြစ်တယ်ပေါ့နော်ဝမ်းသွားရဆိုလို့ရှိရင်တော့ဒါနို့နဲ့မတည့်နွားနို့နဲ့မတည့်ဘူးပေါ့နော်2ရက်လောက်တိုက်ပေးပြီးသွားပြီဆိုလို့ရှိရင်1ချိုး1ပေါ့နော်အစားတူရောပါမယ်နို့မုံက4မှတ်ဆိုရင်နွားနို့ကလည်း4အောင်စားပေါ့နော်ဒါကတော့မိမိအစင်ပြေသလိုနှွေးလို့ရပါတယ်နွားနို့ကိုအိမ်မှာကျတော့ဘီကာလေးရှိတဲ့ခါကျနို့ဘူးတဲ့ထည့်ရတာလို့အစင်ပြေပေါ့နော်ဘီဘီလေးကအစားစားလာတာနဲ့အများတော့နို့ဆိုအားလည်းအရန်ကောင်းလာတယ်ပေါ့နော်ဒါမှမလို့နွားနို့ကိုလည်းစပြီးတိုက်ဖို့ကိုဆုံးဖြတ်လိုက်တာပါလေးကိုဒီလိုမျိုးတိုက်တာ तू ကဘာမှမဖြစ်ဘူးပေါ့နော်ဝမ်းရှောရိုက်ဘာမဖြစ်ဘူးဆိုလို့ရှိရင်တော့နောက်ဆိုလို့ရှိဒီလိုအပြည့်တိုက်လို့ရပါပြီဥသတိထားမှာတော့တရက်ကိုနွားနို့900 ml အထိပဲတိုက်လို့ရပါတယ်